အားလုံးပဲမင်္ဂလာပါဒီနေ့ခိုင်ကိုလုပ်ငန်းခွင်မှာတွေ့မြင်နေရတဲ့လီယိုရှာဆန်ရဲ့အကြောင်းတစ်ခုကိုအတူဖတ်ကြပါမယ်ရည်ရွယ်ချက်ကတော့ဝဟာရတွေတိုးတက်လာစေဖို့အတွက်ဖြစ်ပါတယ်ကဲဒါဆိုစမယ်နော်ကျူဂျူနီဆိုင်တော့ယောကိုဒါရှိမဲဆန်ဟာ62နှစ်ရှိပြီဖြစ်တဲ့ယောကိုဒါရှိမဲဆန်ဟာအာဆာဟီရူယူဆန်ရှောကူနော်ရှောကူဂျီလျောနီမနက်စာနေ့လယ်စာညနေစာဒီ3နှစ်ရဲ့စားတောက်မှုပမာဏဟာတဲ့မူရကအာဒီမတ်တသက်မှတ်သေးရှိမနေပါဘူးတိုကုနေအထူးသဖြင့်ယူရှောကူနော်လျောကဟက်တေအိုရီညနေစာရဲ့စားတောက်တဲ့ပမာဏကလျော့နေပြီးတော့စွိဘွန်နာတို့မို့နွန်ဒေကူရဲမဆန်စွိဘွန်ဆိုတာရေတက်ကိုပြောတာပါမီဇူအိုချာစူပူမီဆိုရှီရုဒါတွေအားလုံးဒီရေတက်ဖြစ်ပါတယ်ဟာကူနိုင်ရှိုးတဲ့မဲကမီရဲ့နီကူဤထမယ်မျက်စိတိမ်ဖြစ်နေခြင်းကြောင့်မျက်လုံးကမြင်ရန်ခက်တဲ့အတွက်စတက်ဖူကဝန်ထမ်းကအိုခါစုနော်နိုင်ရောတို့ပါဝင်တဲ့ဟင်းအကြောင်းအရာနဲ့အီချီကိုဆေဆိုမဲစတေမတ်သူထားရှိတဲ့နေရာကိုရှင်းပြလျက်ရှိပါတယ်ရှင်းပြပေးပါတယ်ဘယ်ဟင်းကတော့ဘယ်နေရာမှာထားတယ်ညာဘက်မှာထားတယ်ဘယ်ဘက်မှာထားတယ်ဆိုပြီးတော့သူမြင်တာအောင်ဆိုတာမျက်လုံးကတော့မမြင်ဘူးပေါ့နော်ဒီမျက်စိအာရုံထဲမှာပေါ်လာအောင်ရှင်းပြပေးခြင်းဖြစ်ပါတယ်ဟာရှိဝါဂျောဇူနီစကိုင်းမက်စ်ကတူကတော့ကျွမ်းကျင်စွာတူကိုကျွမ်းကျင်စွာအသုံးပြုနိုင်ပေမဲ့ရှောကူဂျီချူနီစားတောက်နေစဉ်မှာဥဂိုခိကလှုပ်ရှားမှုကထိုမရုနော်တဲ့ရက်တက်နာကြောင့်တိုခိတခါတလေခွေးကိုခခဲတဲ့အတန်ပြုပြီးတော့ရှောကူဂျီကိုဦးနာကရှိထမင်းစားဖို့အတွက်စားတောက်ဖို့အတွက်တိုက်တွန်းခြင်းအာမဒီရှောကူဂျီကဆူဆူမနိုင်တိုခိနီဝစားတောက်ရမှာတိတ်ပြီးတော့ရှေ့ကိုဆက်မသွားတော့တဲ့အခါမှာခိုင်ဂျိုကိုစူဒူခိုတိုမိုအာရီမတ်ကူညီပေးတာမျိုးတွေလည်းရှိပါတယ်ဂီရှိတိုဟာဂူခီနိုအိုင်ဒါနိုရှုကေဆိုရခိုးနိုင်အမိုအာရုနော်တဲ့တွားအတုနှစ်တဖုံးကြားထဲမှာသွေးထွက်ခြင်းနဲ့ဂရင်းရောင်ရမ်းခြင်းလည်းရှိတာကြောင့်ခိုးခုခေယာနီမိုချီခါရာကိုဣရေတေဤမတ်ဂရင်းတန်ရှင်းလုပ်ဖို့အတွက်ကိုလည်းအာတုံခွန်ဆိုင်လုပ်ပေးလျက်ရှိပါတယ်ရှူနီဆန်းကိုင်တပတ်ကို2ကြိမ်3ကြိမ်အန်ဂေကဥမခုဒေခိဇူနီအန်ဂေဆိုတာကအစာမျိုးချခြင်းကကောင်းမွန်စွာမလုံနိုင်တာမို့တဲ့စေခိခိုမှုခိုတိုကအာဒီမတ်ချောင်းဆိုးတာတွေရှိပါတယ်တဲ့ဒါကတော့လီယိုရှာဆန်ရဲ့အခြေအနေပေါ့နော်ကိုကဒီအခြေအနေကိုနားလည်ပြီးတော့ဘယ်လိုမျိုးခီရိုကူရေးမလဲဝန်ထမ်းချင်းဘယ်လိုမျိုးဂျောဟိုကျော်ယူဆိုတဲ့ဒီ information တွေကိုပြန်ပြီးတော့ sharing လုပ်မလဲနောက်ဘယ်လိုဖြည့်ရှင်းမလဲဆိုတာကိုစဉ်းစားတက်ရပါမယ်はい以上です